အားလုံးပဲမင်္ဂလာပါရှင်မြန်မာ First News Channel ကနေပြီးတော့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မအားလာဤလက်ပါစီကိုလိုင်း ICJ တွင်မျက်နှာပြောင်တိုင်းချက်မှန်လိမ့်ညာအမှုရှုံးလျင်ပြည်သူများထိခိုက်မိဟု6လနေတော့လေအမှန်တကယ်တွင်ဆရာဇဝတ်ကောင်များသာညီကုံချုပ်မိဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာရိုဟင်ဂျာဂျီနိုဆိုက်အမှုနဲ့တရားစွဲခံထားရတဲ့အကြမ်းဖက်စစ်အုပ်စုဟာသူတို့ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကိုဖုံးကွယ်ဖို့တိုင်းပြည်နဲ့ပြည်သူကိုတစားကန်အဖြစ်အသုံးချပြီးရှုံးမဲမဲဝါဒဖြန့်နေပြန်ပါတယ်စစ်ကောင်စီကိုယ်စားလှယ်ဦးကိုလိုင်းက ICJ မှာဂမ်ဘီယာနိုင်ငံကအနိုင်ရရင်မြန်မာပြည်သူတွေပါရှုံးနေမှာဖြစ်တယ်လို့အရှက်မရှိလိန်ညာပြောဆိုခဲ့ပေမဲ့အမှန်တကယ်မှာတော့ဥပဒေကြောင်းအရဒီအမှုဟာပြည်သူတွေအပေါ်ဆွဲဆိုထားတာမဟုတ်ပဲလူသက်စစ်တပ်အပေါ်မှာသာဆွဲဆိုထားတာဖြစ်တယ်လို့နိုင်ငံတကာဥပဒေပညာရှင်တွေကထောက်ပြလိုက်ပါတယ်စစ်တပ်အပြစ်ကိုပြည်သူအပေါ်ပုံချခြင်း ICJ ဂျီနိုဆိုက်အမှုဟာမြန်မာပြည်သူတွေအပေါ်ဆွဲဆိုထားတဲ့အမှုမဟုတ်သလိုဥပဒေကြောင်းအရာလည်းပြည်သူတွေနဲ့မသက်ဆိုင်ပဲကျူးလွန်သူစစ်ဗိုလ်ချုပ်တွေနဲ့သာသက်ဆိုင်ပါတယ် ARSA ကိုခုတုံးလုပ်၍ညာဆိုခြင်း2016နဲ့2019ခုနှစ်အတွင်းကကျူးလွန်ခဲ့တဲ့လူမျိုးတုံးတပ်ဖြတ်မှုတွေကို ARSA အပေါ်တုံ့ပြန်တဲ့နှိမ်နင်းမှုလို့အမည်တပ်ကဦးကိုလိုင်းက ICJ မှာပြောင်းလဲခဲ့ပါတယ်တက်ပြက်ကြီးအကြောက်စိတ်နေပြီးတော့စစ်ရုံးချုပ်မှာတပ်သားတစ်တွေအစုလိုက်အပြုံလိုက်ထွက်ပြေးနေမှုကြောင့်ပလောရိုက်နေချိန်မှာမအားလစစ်အုပ်စုဟာ ICJ အမှုကိုခုတုံးလုပ်ပြီးပြည်သူထောက်ခံမှုရဖို့ကြိုးစားနေကြတာဖြစ်ပါတယ်စစ်တပ်ပိုင်ဆိုင်မှုဖြင့်ရောကြေးပေးနိုင်ခြင်းအမှုရှုံးနေလို့ရောကြေးပေးရမယ်ဆိုရင်တော့ပြည်သူ့ဘဏ္ဍာကိုသုံးစရာမလိုပဲမအားလနဲ့စစ်အုပ်စုခိုးယူချတဲ့ဘီလီယံချီပိုင်ဆိုင်မှုတွေကိုသိမ်းဆည်းပြီးရောကြေးပေးနိုင်ပါတယ်မင်းအောင်လှိုင်စစ်တပ်ရှိနေတဲ့ရွေးကတော့ဗေတရားရုံးကဘာစီရင်ချက်ချတရားမျှတမှုရမှာမဟုတ်ဘူးတိုင်းပြည်အတွက်အန္တရာယ်အကြီးဆုံးက ICJ အမှုမဟုတ်ပဲမအားလာစစ်တပ်သက်ဆိုးရှိနေတာပဲလို့နိုင်ငံတကာတန်တမတ်ရေးရာကျွမ်းကျင်သူတွေကသတိပေးနေကြပါတယ်။အခုဆိုရင်မင်းအောင်လှိုင်ရဲ့တက်ပြက်ကြီးဟာစစ်မြေပြင်မှာရောနိုင်ငံတကာစစ်မြေမှာပါအရှက်တကွဲဖြစ်နေပြီးညီကုန်းချုပ်ကိုလက်တကန်းအလိုကိုရောက်ရှိနေပြီဖြစ်ပါတယ်။ကျွန်မတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။